ထင်းမိတာပေါ့နော်အခုကျွန်တော်မြောင်မြမှာညမိုးချုပ်ခံနေ9နိုင်တော့မှတကယ်လက်တွေ့ဖြစ်သွားတာပေါ့နော်ဒါဥမိတက်ကရေဖျန်းပေါ်မှာမီးစာရတွေ့ရနော်မီးစာရနော်ဒါရှိလုံးဝဖျန်းပြီးသွားပြီဖျန်းပြီးတာကိုအခုတူးနေတာပေါ့နော်တူးနေအထက်မှာမီးတွေလောင်နေတယ်ဒါကျွန်တော်တို့အသက်25နှစ်ရှိသွားပြီဒီမီးဆိုရလဲဒါကျွန်တော်တို့အနာပဲနော်ကျွန်တော်တို့အလီနာမီးပဲဒီဘဲဟိုမှာနော်ကျွန်တော်25နှစ်အတွင်းမှာတစ်ခါမှမကြုံဘူးလိုင်းပေါ်မှာမြင်နေရတဲ့ချင်းတွေဒါတွေကတမန်တက်လောက်တယ်ကိုထင်ကြတာပေါ့နော်ဒါအိုးလက်တွေ့ကြုံတွေ့ရတာပေါ့နော်ကျွန်တော်ကြုံမတော့ပါနဲ့အရာရာတတိထားပါတွေ့ရနေတဲ့ရှိတယ်လို့တကယ်အစစ်မှန်နေတယ်ရှိတယ်လို့ဒါအားလုံးသိအောင်မျှဝေခဲ့တာပေါ့နော်ဒါအိုးအမနာမျိုးမှာနော်ဖြစ်သွားတာပေါ့နော်မြေကြီးရနေမြေထလောင်တာအိမ်လုံးဝမရှိပါဘူးမြေကြီးဒါမြေကြီးရနေမြေထလောင်တာပါကြုံမတော့ပါနဲ့အများသိအောင်အတွေ့အကြုံရအောင်ဝရှယ်ပေးပါတော့နော်